Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုပိုင်ပါအားလုံးမင်္ဂလာရှိတဲ့နေ့ရက်ဒီဖြစ်ပါသေးလို့ပထမဦးစွာနှုတ်ခွန်းဆက်တာလို့ကျွန်တော်ကတော့ပြုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီကျွန်တော်တို့ဒါ Thai Store Holiday ဖြစ်ပါတယ်ဒီနေ့ပိတ်ပါတယ်ဘာလို့ပိတ်လဲဆိုရင်တော့ကျွန်တော်မနေ့က6ရက်နေ့ဧပြီလ6ရက်နေ့ဒီချက်ကရီမင်းဆက်ရဲ့ကျွန်တော်အထိမ်းအမှတ်နေ့ဖြစ်ပါတယ်ဒါထိုင်းနိုင်ငံရဲ့မင်းဆက်အထိမ်းအမှတ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီနေ့ကိုမှသူကအစားထိုးပြီးတော့မှကျွန်တော်တနင်္လာကိုပိတ်ရဖြစ်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပိတ်ပါတယ်ပြီးတော့ကျွန်တော်ကျန်တာလေးပြောလို့ရသည်ကျန်တာကတော့တခြားမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီအလူနဲ့ပတ်သက်တာလေးပြောလို့ပါအလူနဲ့ပတ်သက်တာလေးကတော့ကျွန်တော်ဒီမနေ့ကဦးအောင်လို့ကျွန်တော်ပမာဝင်လဲဆိုလို့ရှိရင်စကိုင်းကိုပထမဆုံးအနေနဲ့ဝင်ပါတယ်ကျွန်တော်ညအဲ့မှာပဲအိတ်တယ်ပေါ့နော်အိတ်ပြီးတော့မှကျွန်တော်ဒီနေ့မနက်မှာတော့ကျွန်တော်မန္တလေးကိုဝင်မှာဖြစ်ပါတယ်လို့ဒါပိုတဲ့ငွေကိုပေါ့နော်မန္တလေးမှာကျွန်တော်တို့ဒီအယိုးနဲ့ပတ်သက်တဲ့ဒီငလျင်ကြောင့်မလို့အယိုးထိခိုက်သွားတဲ့နေသူတွေပေါ့နော်တီးတန့်ထားတဲ့အဲ့မှာအဆောင်ဝင်ပြီးတော့မှအဲ့မှာအားလုံးကိုကျွန်တော်တို့ဒီလူနာရှင်တွေရဲ့လူနာတွေပေါ့နော်ဒီကတော့လူနာတွေရဲ့လက်ထဲကိုတိုက်ရိုက်ကျွန်တော်တို့ငွေကြေးပေးတော့မှာဖြစ်ပါတယ်ငွေကြေးဒီဒါနပြုတော့မှာဖြစ်ပါတယ်အဲ့အလူမှာကျွန်တော်ဒီတစ်ပတ်အလူဒီပါဘယ်သူတွေပါမလဲဆိုလို့ရှိရင်လက်ရှိအဓိကတော့ကျွန်တော်တို့ညီကိုမိတ်ဆွေတွေအားလုံးပေါ့နော်ဒါကျွန်တော်အားလုံးရဲ့စပေါင်းလို့ပေါ့နော်ကျွန်တော်ကနေပြီးတော့ပထမဦးစွာကျွန်တော်တို့15သိန်းမှတည်ထားပါတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့အလူခံလို့ရရှိငွေဒီရှေ့တစ်ပတ်ပေါ့နော်တစ်ပတ်အတွင်းမှာကျွန်တော်အလူခံလို့ရရှိငွေအားလုံးပေါင်းဒီကျွန်တော်19သိန်း9000နဲ့မှ900ကျပ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒါ30ပြည့်အောင်လဲကျွန်တော်ထပ်ပြီးတော့ဖြည့်ပေးထားတယ်ပေါ့နော်ဒီ15သိန်းအပြင်အောင်မှဆိုတော့အဲ့ဒီမှာကျွန်တော်တို့အားလုံးပေါင်းလို့ရှိရင်30နဲ့မှ5သိန်းဖြစ်ပါတယ်ဒါညီကိုမိတ်ဆွေတို့နဲ့အကိုရမတွေနဲ့ကျွန်တော်နဲ့ရဲ့စုပေါင်းပေါ့နော်စုပေါင်းပြီးကျွန်တော်35သိန်းရှိပါတယ်အဲ့ဒါကိုမှကျွန်တော်မနှင်းကနေပြီးတော့မှကျွန်တော်15သိန်းထပ်မှတ်ပြီးတော့မှအဖြစ်လူရန်ထားပါတယ်ဆိုတော့အားလုံးပေါင်းကျွန်တော်350ကျပ်ဖြစ်ပါတယ်အဲ့ဒါကိုမှဒါဦးအောင်တို့ကလည်းသူတို့ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့360ကျော်လောက်သူလည်းစုမိထားတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့အားလုံးပေါင်းကျွန်တော်310ကျော်အဲ့ဒါတော့ရောက်ပြီးလူရန်တာဖြစ်ပါတယ်ကျွန်တော်ဒီကားတွေငါ့ကိုပထမချိန်တဲ့အခါမှာကားငါးကားတွေအရန်စီကြီးတဲ့အတွက်ကျွန်တော်ကိုကားနဲ့ကိုပဲသွားပြီးတော့မှစီဘိုးကစလို့အကုန်ကြကိုပေါ့ကိုပဲခံပြီးကိုကားနဲ့ကိုပဲသွားပြီးတော့လူရန်တာဖြစ်ပါတယ်လို့ပြောဆိုကားကတောင်းတာကျွန်တော်တို့ကားတွေဟိုမှာ73သိန်းကျော်တောင်းတာဆိုတော့လေကျွန်တော်အဲ့ဒါကိုကားဆရာကိုပေးရတဲ့ကျွန်တော်တကယ်တော့ရောက်တဲ့သူတွေလက်ထဲကိုပဲရောက်စေချင်လို့ပေါ့နော်ပြီးတော့ကားသမားတွေကလည်းအဲ့ဒီမှာကကျွန်တော်မျိုးဘက်တွေမှာလို့ brighter စိတ်လုံးဝမရှိဘူးသူစီဝါရေးပဲဆွဲသူတွေဆိုတော့လေအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီလိုပဲတိုက်ရိုက်ကိုယ်တိုင်သွားပြီးတော့မှလူရန်တာဖြစ်ပါတယ်လို့ဆိုတော့ဒါညိုကီတို့တာလို့ခေါ်လို့ရအောင်ကိုယ့်ရဲ့အလူလေးကျွန်တော်ဘယ်နားမှာအသုံးပြုရဲဆိုတာလေးလည်းအရင်ဆုံးနဲ့သိအောင်လို့လာရောက်ပြောခြင်းဖြစ်ပါတယ်ကျွန်တော် video file လေးတွေလည်းဒါဥအောင်လို့ပြန်လာပြီဆိုရင်ယူလာတဲ့ video မှတ်တမ်းလေးကိုလည်းကျွန်တော် edit လုပ်ပြီးတော့ပြန်တင်ပေးပါမယ်အားလုံးက share နေဖြစ်ပါလိမ့်